ဒီနေ့ unit 3ရဲ့ exercise တွေကိုလုပ်ပေးမှာဖြစ်ပါတယ်။မနေ့ကတော့ unit 3အတွက်ရှင်းပြထားတာလေးရှင်း present continuous ပေါ့နော်။သူနဲ့ပတ်သက်တဲ့ exercise တွေလုပ် unit 3ရဲ့ number 1မှာကျတော့ what are these people doing ဒီလူတွေကဘာတွေလုပ်နေကြလဲ use these verbs to complete the sentences ဒီသူပေးထားတဲ့ verb လေးတွေကိုအသုံးပြုပြီးတော့စာတန်းကိုပြည့်ပြည့်စုံစုံဖြည့်ပေးပါတဲ့picture 1မှာကျတော့ main ကလေးတယောက်ကအစားစားနေတဲ့ပုံပေါ်တယ်သူ့လက်ထက်မှာလည်းပန်းတီတစ်လုံးပေါ့အဲ့တော့ number 1ကိုသူကနမူနာအဖြစ်ရေးပေးထားတယ် she is eating an apple သူကပန်းတီတစ်လုံးကိုစားနေပါတယ် number 2ကဒီမှာ bus stop bus ကမှတ်တိုင်းလူတယောက်ကစောင့်နေတဲ့ပုံပေါ်တယ်အဲ့တော့တင့်တော်တဲ့ verb ကိုရွေးလိုက်တော့ wait အဲ့တော့ he လို့သူကအစပြုပေးထားတယ် he နဲ့တင့်တော်မဲ့ verb to be ထည့်တယ် he is wait ကို ing ပေါင်းတော့ he is waiting for a bus ဒီမှာလူ3ယောက်ဘောလုံးကစားနေတယ်အဲ့တော့လူ3ယောက်ဖြစ်တဲ့အတွက်ကြောင့်သူက they နဲ့အစပြုပေးထားတယ် they နဲ့တင့်တော်မဲ့ verb to be က are they are မှာကျတော့သူတို့ကစော့နေတာဖြစ်တော့ play ကို ing ပေါင်းတော့ they are playing football ဖြစ်ပါတယ်အနောက်က3ခုကတော့ကိုဘာနာကိုစဉ်းစားပြီးတော့လုပ်ကြည့်ကြပါ unit 3ရဲ့ number 2မှာကျတော့ complete the sentences use these verbs ဒါလည်းတူပဲသူပေးထားတဲ့ verb လေးတွေကိုအသုံးပြုပြီးတော့ကိုကစာတန်းကိုပြည့်ပြည့်စုံဖြည့်ပေးရမှာဖြစ်တယ် number 1က please be quiet မှာသူကနမူနာရေးပေးထားတယ် I'm working တိတ်တိတ်နေပေးပါကျွန်တော်အလုပ်လုပ်နေလို့ number 2ကကြတော့ where's John ကဘယ်မှာလဲ he's in the kitchen သူကမီးဖို့ခန်းထဲမှာတဲ့ he's in the kitchen အမအနောက်ဘက်ကကွက်လက်အရှိမှာ he တစ်လုံးပဲထည့်ပေးထားတယ်အဲ့တော့မီးဖို့ခန်းထဲမှာဆိုတော့သူဘာလုပ်နေတာဖြစ်နိုင်လဲဆိုတော့ဒီမှာတင့်တော်တဲ့ verb ကိုတွားကြည့်တော့ cook ကိုတွေ့တယ်အဲ့တော့ချက်ပြုတ်နေတာပဲဖြစ်နိုင်တယ်အဲ့တော့ကိုက he is cooking လို့ရေးပေးရမှာဖြစ်တယ် number 3 you ဆိုပြီးတော့ကွက်လက်ပေးထားတယ် on my foot ဆိုတော့ကိုယ့်ရဲ့ခြေထောက်ပေါ်ပေါ့နော် oh I'm sorry လို့တယောက်ကလည်းပြောလိုက်တယ် oh I'm sorry ငါsorry ပဲလို့အဲ့လိုမျိုးပြောလိုက်တာပါနော်အဲ့တော့ဘာဖြစ်နိုင်မလဲအဲ့တော့တင့်တော်တဲ့ verb ကိုတွားကြည့်လိုက်တော့ stand ကိုတွားတွေ့တယ်သူကကိုခြေထောက်ပေါ်မှာလာပြီးတော့ရက်မိနေတာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ you are standing on my foot oh I'm sorry ဖြစ်ပါတယ်အဲ့တော့အောက်ကနံပါတ်4ကနေနံပါတ်8ထိအောင်ကိုပါနာကိုလေးလောက်ကြည့်ပါ unit 3ရဲ့နံပါတ်3မှာကျတော့ look at the picture write sentences about Jane use she's နဲ့ ing နဲ့ပြီးကြတော့ or ဒါမှမဟုတ် she isn't ing နဲ့သုံးပေးရအဲ့ဒါလေးကိုအသုံးပြုပေးပါတဲ့ तू လုံနေတာလားဒါမှမဟုတ် तू မလုံနေဘူးလားအဲ့ဒါတွေကိုအငင်းဒါမှမဟုတ်ရင်အငင်းမဟုတ်တဲ့ sentence နဲ့ပြောပေးရမှာပဲဖြစ်တယ်အဲ့တော့ဒီသူ့ရဲ့ရုပ်ပုံကိုကြည့်ပြီးတော့ကိုကဖြည့်ပေးရမှာရုပ်ပုံထဲမှာ तू ဘာလုပ်နေလဲပေါ့နော်အဲ့တော့နံပါတ်1ကကျတော့ have dinner တဲ့ तू ညနေစာစားတာအဲ့တော့ဟုတ်သလားမဟုတ်ဘူးလားမဟုတ်ဘူးအဲ့တော့ Jane isn't having dinner Jane က dinner စားနေတာမဟုတ်ဘူးနံပါတ်2ကလည်း तू ပဲနမူနာပေးထားတယ် watch TV ကြည့်တာဟုတ်တယ် तू က TV ကြည့်နေတာဟုတ်တယ်အဲ့တော့ she's watching TV ကြည့်နေတာဟုတ်တယ်ပြီးကြတော့ sit on the floor ကျမ်းပြင်ပေါ်မှာထိုင်နေတာဟုတ်တယ် तू ကကျမ်းပြင်ပေါ်မှာထိုင်နေတာဟုတ်တယ်အဲ့တော့ she is sitting on the floor ဒါမျိုးဖြည့်ပေးရမှာဖြစ်တယ်အောက်ကစာရန်လေးတွေကိုလည်းဒီပုံစံတိုင်းနဲ့ပဲပုံလေးကိုကြည့်လိုက်ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးဖြည့်ပေးရမှာဖြစ်တယ် unit 3ရဲ့ number 4ကကြတော့ what is happening now ခုဘာတွေဖြစ်ပျက်နေတာလဲ write truth sentences စာရန်တွေရေးပေးရမှာမှန်ကန်တဲ့စာရန်တွေရေးပေးရမှာဖြစ်တယ်ဒါကတော့ကိုဟာနာကိုပေါ့နော်ကိုရဲ့အဖြစ်အပျက်ပေါ်မှာမူတည်ပြီးရေးပေးရမှာဖြစ်တော့ကိုဖြစ်ရင်ဖြစ်တယ်ကိုမဖြစ်မဖြစ်ဘူးရေးရုံပဲI wash my hair လို့ပြောတော့
အခုချိန်မှာကိုကခေါင်းလျှော့နေတာမဟုတ်ဘူးစောင်းလင်းဆိုတော့အရှံလှည့်ချမ်းတယ်လေအဲ့တော့တစ်ခါတလေမှာခေါင်းလျှော့တာအဲ့တော့ I am not washing my hair ခေါင်းလျှော့နေတာမဟုတ်ပါဘူး it snow နှင်းကြနေလား it's snowing နှင်းကြနေပါတယ်ဒါမှမဟုတ်ရင် it isn't snowing နှင်းကြနေတာမဟုတ်ပါဘူး I sit on a chair လို့ပြောမယ်အဲ့တော့ကိုကဘယ်လိုရေးမလဲ chair ပေါ်မှာထိုင်နေတယ်ဆိုရင်ထိုင်နေတယ်မထိုင်ဘူးဆိုမထိုင်ဘူးပေါ့နော်အဲ့တော့နှစ်မျိုးရေးလို့ရပါတယ် I am sitting on a chair I'm sitting on a chair နောက်တစ်ခုက I'm not sitting on a chair ဒါမျိုးပြောလို့ရတယ်ဒီမှာလဲ I eat ဆိုတော့ I'm eating ဒါမှမဟုတ်လို့ရှိရင် I'm not eating ဒါမျိုးပြောလို့ရပါတယ်အောက်ကသူမေးထားတဲ့ဟာလေးတွေကိုလည်းကိုကတင့်တော်သလိုဖြည့်ပြီးလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဒီ essential grammar ကိုဂိုင်ထားတဲ့ကလေးတွေပေါ့နော် essential ကိုအစကနေတည်တည်ချာချာလေးလေ့လာပါလွယ်တယ်ဆိုပြီးတော့ကြော်မသွားပါနဲ့လို့ဘာဖြစ်လို့လဲဆိုတော့ဒီအတန်းကြည့်လာလို့ရှိရင်ကိုလွယ်ကူတယ်ဆိုပြီးတော့ကြော်ထားခဲ့တဲ့အရာတွေကပဲကိုခက်ခဲစေတာပါအဲ့တော့လွယ်တယ်ဆိုပြီးတော့လည်းကြော်မသွားပါနဲ့လွယ်ကူကူလေးတွေကနေစပြီးတော့ကိုကပိုင်နိုင်ဒီအထိဖြည့်ရှင်းရမှာပဲဖြစ်ပါတယ်အားလုံးပဲ grammar ကိုပိုင်နိုင်ရကြပါစေ